အားလုံးကသိကြတဲ့အတိုင်းငါးပါးသီလဟာတစ်ခုမှလျှော့တယ်မရှိဘူးသူ့အပြည့်နဲ့သူပဲကြိုက်လားမကြိုက်လားစဉ်းစားကြည့်ပါဏာတိပါဒကျူးလွန်လို့ရှိရင်ဖြစ်ရဘဝမှာအသက်တိုးမယ်အဲ့တော့ဘဝမှာအသက်တိုးတယ်ဆိုတာဟာဘယ်လောက်ထိအောင်တိုးနိုင်တာတော့ဆိုလို့ရှိရင်နော်လူဘဝလူပြီးပြင်းမဖြစ်ခင်လည်းတည်သွားနိုင်တယ်တရေသားဘဝရဲ့တည်သွားတာတွေအများကြီးပဲဆရာဝန်တူပြောတဲ့ထဲမှာမိခင်ရဲ့ဝမ်းထဲမှာတရေသားလောင်းတွေကတန်းချီပြီးတော့ရောက်လာတဲ့ထဲမှာတဦးတယောက်လောက်သာလူဖြစ်ရောက်ရှိလာတယ်ဒါကြောင့်မို့လူပြေကအတ္တစင်ပြမပြေကအတ္တစင်အဖျားခြင်းသာထိလိမ့်မယ်ထိတာကလွယ်တဲ့လူဖြစ်ဖို့ခဲနေဆိုအဲ့ဒီဟာကိုသိလို့ရှိလက်ခံစဉ်းစားကြည့်လေလူဘဝသာထားငါးတောင်မှလူတွေကငါဥစားတာနဲ့ငါဖြစ်ဖို့ခက်တယ်အကောင်ဖြစ်ဖို့ခက်တယ်ငါးကောင်ဖမ်းလိုက်တာနဲ့ငါပုံနာလို့ဆိုဥကတန်းချီပါလာအဲ့တော့ဒီငါဥလေးတွေကငါးတောင်ဖြစ်ခွင့်မရှိတော့ဘူးဆိုတေးရတာပဲလေတာအဲ့ဒါလို့လူဘဝမှာလည်းပဲလူမသိသူမသိသိဆုံးသွားတာတွေကအများကြီးဒါပါဏာတိပါဒရဲ့ပြစ်မှုတွေပဲကလူပြင်းဖြစ်လာပြန်တဲ့အခါကျတော့လည်းပဲယောဂသူပြောတယ်သိကြကြည်ကြတယ်အသက်တူရဒါအပေါ်ဆုံးအပြစ်လို့ခေါ်တယ်ငရဲကြတာတွေတိရစ္ဆာန်ဘဝရောက်တာတွေတာထားပါဏာတိပါဒရဲ့အပေါ်ဆုံးအပြစ်ကအသက်တူတယ်အရိဏဒါနသူများပစ္စည်းမတရားယူတဲ့ဒီပြစ်မှုကလည်းပဲဖြစ်ရပြည့်လျက်ဘဝမှာဆင်းရဲမွဲတေမှုဆိုတာအပေါ်ဆုံးပြစ်ဒီလိုကြီးလေးတဲ့ပြစ်ဒဏ်တွေခံရယူမြန်မကဘဝမှာငန်းငတ်ပြက်ဖြစ်ရုံမှမကကိုယ့်ရဲ့ပစ္စည်းတွေပျက်စီးတယ်ဆုံးရှုံးတယ်ဆင်းရဲမွဲတေတဲ့ဘဝကမလွတ်နိုင်ဒါအပေါ်ဆုံးပြစ်ပဲလို့ဆိုကာမေတုမိစ္ဆာစာရလေထို့တူပဲကာမေတုမိစ္ဆာစာရကျွလွန်တဲ့ပုဂ္ဂိုလ်တွေကငရဲမှာခံရပြီးငရဲလွတ်လာတဲ့အခါကျတော့လူမုန်းခံရတယ်စကားတဲ့တောင်မှပဲဒီလိုကြာကူလီဖြစ်တယုတ်ခံရင်လူမုန်းခံရတယ်ဒါအစစ်မဟုတ်သေးဘူးတယုတ်ဆောင်တာတောင်မှပဲမုန်းခံရတဲ့ကိစ္စတရားနော်အဲ့ဒါပြစ်မှုကိုကျွလွန်လာတဲ့ပုဂ္ဂိုလ်ဟာလူတွေကအမြင်ကက်ခံရတယ်အရက်ထဲမှာဘယ်သူမှအဖက်မလုပ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရတယ်ဘလောက်ခံစားရမလဲစဉ်းစားကြည့်ဒါအပေါ်ဆုံးအပြစ်ဘုဒ္ဓဝါဒဆိုတာလေမတရားဆွဆွဲမှုတွေခံရတယ်ဒါအပေါ်ဆုံးအပြစ်လို့ပြောတယ်သူရမေတွေကအပေါ်ဆုံးအပြစ်ကဖြစ်နေရဘဝမှာစိတ်မနှံ့နဲ့ရှူသွမ်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဒါအပေါ်ဆုံးအပြစ်တော့ငါးပါးသီလတစ်ခုလောက်ချိုးဖောက်လိုက်လို့ရှိရင်လူဘဝမှာပြည့်စုံတဲ့လူမဖြစ်နိုင်ဘူးဆိုတာဓမ္မထင်ရှားတယ်နော်ဒါကြောင့်မို့လို့ငါးပါးသီလရဲ့အကျိုးအပြစ်တွေကိုကြာကြာနာနာသိဖို့အမှန်တမ်းအရေးကြီးတယ်